မင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်နဲ့အတူထိုင်းစကားစာကြောင်း၃ကြောင်းကိုနီးစနစ်ကြကြလေ့လာမယ်နီးစနစ်ကြကြနော်ပါကင်ဂျေအတော်ကတက်လွတ်စားတယ်ပါဆိုတော့အတော်ကင်ဆိုတာကစားတယ်ဂျေဆိုတာကတက်လွတ်ပါကင်ဂျေအတော်ကတက်လွတ်စားတယ်သူပဲချိန်လာမလဲခေါကျမဝေလာနိုင်ခေါဆိုတာကသူကျမဆိုတာကလာတယ်လာမယ်ဝေလာနိုင်ပဲချိန်တယ်ခေါကျမဝေလာနိုင်ครับသူပဲချိန်လာမလဲဗျနောက်ဆောင်ရပိုင်းထလေညီမလေးကပင်လေသွားခြင်းတယ်ညီမလေးဆိုတော့နောက်ဆောင်သွားခြင်းတယ်ဆိုတော့ရပိုင်းပင်လေဆိုတော့ထလေဒီစနစ်ကြကြဆိုတာလာပြီပါကင်ဂျေအတော့ကတက်လွတ်စားတယ်ကင်ဆိုတဲ့ကရိယာကိုဒီတိုင်းထားမယ်ပါနဲ့ဂျေနဲ့နေရာမှာအစားထိုးပြီးတော့အသုံးကြည့်မယ်မဲကင်ခေါကင်ကိုဒီတိုင်းပဲထားနော်အစားထိုးမှာကနန်စားနှစ်နေရာပဲနန်နဲ့နန်စားမဲကင်ခေါအမေထမင်းစားတယ်ပုံကင်ခေါမရဘူးလားရတာပဲအဲ့လိုပဲစီစနစ်ကြကြအသုံးပြုတဲ့ခါမှာစပွားစနစ်လို့ပြောကြတယ်တချို့ကလေလုံးဝအကြောင်းကိုကရိယာနန်စားသိရင်သိတဲ့လောက်ကိုတိုးပွားပြီးတော့ပြောလို့ရတယ်နောက်တစ်ခုကသူပဲချိန်လာမလဲတဲ့သူပဲချိန်လာမလဲခေါကျမဝေလာနိုင်သူပဲချိန်သွားမလဲရောမရဘူးလားခေါကျပိုင်ဝေလာနိုင်ဒီမာနေရာမှာပိုင်တစ်လုံးပဲစားထုတ်လိုက်ပြီးတော့သူပဲချိန်လုံးမလဲရောမရဘူးလားခေါချက်ထမ်ဝေလာနိုင်သူပဲချိန်စားမလဲရောမရဘူးလားခေါချက်ကင်ဝေလာနိုင်အဲ့မာတနေရာမှာပဲစားထုတ်ပြီးတော့စကလုံးတစ်ချောင်းပြီးတစ်ချောင်းကြားပါလားနော်စပွားစနစ်လုံးဝအရေးကြီးတယ်မိုက်တယ်ပြီးတော့ညီမလေးကပင်လင်သွားခြင်းတယ်ညီမလေးမဟုတ်ဘူးကျွန်တော်သွားခြင်းတယ်မလားဖုံရပိုက်ထလေမရဘူးလားပြီးတော့ဖော့ရပိုက်ထလေမဲရပိုက်ထလေအဲ့လိုတော့နည်းနည်းတော့ရှည်သွားနိုင်မယ်နော်ဒီဗီဒီယိုလေးကလူချင်းမင်းတို့အကျိုးတစုံတရာရှိတယ်ဆိုရင်ထုံးစံတိုင်းကိုမမ yes လို့မှတ်ပြီးဗီဒီယိုရှည်သွားတဲ့အတွက်လည်းနည်းနည်းတော့နားလည်ပြီ Thank you see you in the next video guys